ဝယ်ပြီးတစ်ဆက်တဲ့အရန်ကြိုက်တယ်တဲ့ဒီညီမလေးပြောထားတာဘီမီရဲ့တင်းတိတ်ပြောင်း9မျိုးတစ်ဆက်ကိုပြောထားဖြစ်ပါတယ်တင်းတိတ်ပြောင်းဆိုတာတော့နီနီကအလွယ်ပြောတာပါအဓိကကဒီဘီမီကထွက်တဲ့ product လေးတွေကပေါ့နော်တင်းတိတ်သမားတွေအတွက်အထူးထုတ်ထားတာပေါ့နော်မြန်မာနိုင်ငံကျတော့သိတဲ့အတိုင်းပဲမြန်မာနိုင်ငံလူမျိုးအမျိုးသမီးအမျိုးသားအသားကြီးတော်တော်များများကတင်းတိတ်ရှိကြတယ်အမဲဆက်ရှိကြတယ်ပြီးရင်မျက်နှာမဲညစ်ကြအသားကြီးမလှဘူးပေါ့နော်တော်တော်များများကကိုလည်းအရင်တော့အတူတူပါပဲအဲ့တော့နီနီကပေါ့နော်မြန်မာလူမျိုးရဲ့အသားအရည်နဲ့အသင့်တော်ဆုံးအကိုက်ညီဆုံးပေါ့နော်တင်းတိတ်အမဲဆက်တွေကိုပျောက်ကင်းပြီးတော့အသားရည်လှစေတဲ့ skin care နဲ့ makeup 5မျိုးတစ်ဆက်ကိုထုတ်ထားရပေါ့နော်နောက်ထပ်လဲ moisturizer တို့ facial foam တို့ထပ်လာအောင်မယ်ပေါ့နော်လောလောဆယ်မှာတော့ဘီမီယာဒီရေတက်ဖြည့်နို့ရည်တိုနာရှိတယ်မြန်မာနိုင်ငံလူမျိုးအသားရအရန်6တယ်view site တာနဲတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီရေတက်ဖြည့်နို့ရည်တိုနာလေးထုတ်ပေးထားတယ်အသား6လို့တင်းတိတ်ဖြစ်တာပေါ့နော်အဲ့အတွက်ကြောင့်မလို့ရေတက်ကိုဖြည့်ပေးဖို့အတွက်ရေတက်မျက်နှာမှာကြာရှည်ထိမ့်သိမ့်ပေးဖို့အတွက်လိုအပ်လို့ဒီဘီမီရဲ့နို့ရည်တိုနာလေးကိုထုတ်ထားတယ်ပြီးပြီဆိုတော့ဒါလေးကတင်းတိတ်မဲဆက်တွေကိုတိတိတတ်တာပျောက်ကင်းစေတဲ့အသားလှစီရန်လေးပေါ့နော်သူကနိုင်ရစနမိုက်10%ပါဝင်တယ်တင်းတိတ်သမားတွေ3သင်းနဲ့အာဘူးတင်ပါဝင်တဲ့အတွက်ကြောင့်မလို့တင်းတိတ်သမားတွေအတွက်အထူးထုတ်ထားရပေါ့နော်တက်တန်းနှူးတဲ့တင်းတိတ်တွေဆိုလို့ရှိရင်ဒီဘီမီရဲ့9မျိုးတစ်ဆက်ကိုသုံးကြည့်တကယ်ပြောက်တယ်တက်တန်းရင်းနဲ့တင်းတိတ်တွေတောင်မှပေါ့နော်တင်းတိတ်တွေပါွားတယ်အယောင်မှိန်သွားတယ်ဆိုတာမျိုး review တွေအများကြီးပြန်လာပေးကြရပေါ့နော်အဲ့တော့ဒါလေးကတင်းတိတ်တွေကိုလျော်ပါစေတယ်တက်တန်းတွေတင်းတိတ်တွေကိုပျောက်စေတယ်အသားလားစီရန်လေးပဲဖြစ်ပါတယ်ဒါလေးကကျတော့ဒီ sunscreen ပေါ့နော်တည့်ရတဲ့အတိုင်းမြန်မာလူမျိုးကကျတော့လေ sunscreen လိမ့်ရမှာအရန်ကြောက်တဲ့ sunscreen လိမ့်တဲ့အခါမှာပြာတာတို့ထူတာတို့ပူတာတို့ဖြစ်တဲ့အခါမှာမြန်မာလူမျိုးတော်တော်များများကမလိမ့်ကြဘူးပေါ့နော်အဲ့တော့ဒီမြန်မာလူမျိုးတွေလိမ့်ချင်အောင်ပေါ့နော် cream type ပေါ့ပေါ့ပပလေးထုတ်ပေးထားတယ်လိမ့်လိုက်တဲ့အခါမှာလဲပူတာပြာတာဆေးတာအစီပြန်တာလုံးဝမရှိပဲနဲ့အခုလိုမျိုးလိမ့်လိုက်တဲ့အခါပေါ့ပေါ့ပပလေးပေါ့နော်လုံးဝနုနုညံ့ညံ့လေးနုနုညံ့ညံ့လေးနဲ့ခုဒီမှာဒါနီနီအများကြီးတင်လိုက်တယ်ပေါ့နော်လက်ပေါ်မှာတင်လိုက်ပေမဲ့လို့ပြာသွားတာမျိုးမရှိဘူးထူသွားတာမျိုးမရှိဘူးအစီပြန်တာမျိုးမရှိပဲနဲ့အခုလိုမျိုးမျက်နှာကိုတဆင့်လေးလင်းသွားစေတဲ့ sunscreen လေးပေါ့နော်ဒါကတော့အမျိုးသားအမျိုးသမီးသုံးလို့ရတယ်နောက်တစ်ခုကကျတော့ဒါကျွေပလဲ makeup ပေါ့နော်ဒီကျွေပလဲ makeup ကိုလိမ့်တာနဲ့အသားရည်တကယ်လှပြီးသိလားညီတို့အရင်ဦးဆုံးကျွေပလဲ makeup စထွက်တယ်အဲ့ကျွေပလဲ makeup ကိုလိမ့်ရင်းနဲ့ကိုအသားရည်လှတာ makeup လိမ့်ပြီးတော့အသားရည်လှလားလို့မေးခွန်းထုတ်เสียဖြစ်လာလိမ့်မယ်ပေါ့နော်မေးခွန်းထုတ်လို့ရပါတယ်ဘာဖြစ်ဆိုတော့ဒီဘီမီရဲ့ triple makeup foundation ကကျတော့niacinamide ပါဝင်တယ်နောက်ပြီးလို့ရှိရင် hydrate ပေါ့နော်ရေဓာတ်ကိုအခြေခံပြီးတော့ထုတ်ထားတဲ့ foundation ဖြစ်တယ်မျက်နှာလိမ့်လိုက်တာနဲ့မျက်နှာကိုရေဓာတ်ဖြည့်ပြီးတဲ့ foundation ဖြစ်တဲ့အတွက်ကြောင့်မို့လို့အသားရည်ကိုလှစေတယ်ပေါ့နော်တော်တော်များများတော့ triple makeup လိမ့်ယုံနဲ့ကိုတော်တော်လေး skin ကတိတာတယ်ပေါ့နော်ဒါနီနီလည်း makeup လိမ့်ပြီးတော့အသားရည်လှရဲဆိုတာတော်တော်တောင်မပြောရဲပါဘူးဒါပေမဲ့လို့ကိုယ်တိုင်လည်းလက်တွေ့ဖြစ်တယ်လို့ကိုယ့်ရဲ့သုံးတဲ့ customer တွေကိုယ်တိုင်လည်းလက်တွေ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ triple makeup ကအခုလက်ရှိမှာအရန်နာမည်ကြီးနေရလဲအားလုံးသိမှာပေါ့နော်အဲ့တော့ triple makeup foundation ပပကြည်ကြည်ပြောင်ပြောင်လေးနဲ့ပေါ့နော်ဒီလိုဘယ်လိုပြောရမလဲလူတိုင်းမျှော်လင့်ရတဲ့ makeup look ကလေးကိုဖန်တီးပေးတာပေါ့နော်ကျွေပလဲ makeup ဆိုတဲ့အတိုင်းပဲအမကြည်ကြည်ပြောင်ပြောင်လေးနဲ့ပပလေးပဲဘလောက်ပဲထူထူလိမ့်လိမ့်ထူသွားတာမျိုးမရှိဘူးပြာသွားတာမျိုးမရှိဘူးကွက်သွားတာမျိုးမရှိဘူးသူကကြောင့်အသားဖြူတဲ့သူကနံပါတ်1အသားလက်တဲ့သူကနံပါတ်2အသားညိုတဲ့သူကနံပါတ်3ကိုသုံးလို့ရတယ်ဒါကတော့ညီတို့ skin care ရော cosmetic ရောပါပြီဆို4မျိုးပေါ့နော်ဒါကတော့နှကန်းနေပေါ့နော်ညီတို့ကဒီ skin care တွေလိမ့်ပြီးသွားပြီဒီ foundation လိမ့်ပြီးသွားပြီဆိုရင်တောင်မှညီတို့အပေါ်မှာပေါင်တာထပ်ရိုက်စရာမလိုဆိုတော့အဲ့ဒီ makeup နဲ့ light မဲ့နှကန်းနေပေါ့နော်နှကန်းနေထုတ်ပေးထားတယ်နှကန်းနေကကျတော့အခုဒီမှာကြည့်နေစားပြီးတောက်ပြီးအိပ်ပြီးပေါ့နော်ဒါနေလေနေခင်းပဲရောက်နေပြီနှကန်းနေပြက်သွားမျိုးမရှိဘူးပေါ့နော်ပြီးတော့မျက်နှာပေါ်မှာတင်လိုက်မှနှကန်းနေပါနေ eye shadow အနေနဲ့တင်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ဒီ makeup look ကပြည့်စုံသွားပြီလို့ပြောလို့ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီနှကန်းနေလေးပါထည့်ပြီးတော့အဆင်ပြေအောင်ထုတ်ပေးထားဖြစ်ပါတယ် skin care ရော makeup ရောပါပြီးသားဒီ9မျိုးတစ်ဆက်ကိုမှလူတိုင်းသုံးနိုင်တဲ့ဈေးလေးနဲ့တကယ်ကိုထိရောက်တဲ့ quality ကိုပေးထားဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝသုံးပြောတယ်เนาะအဲ့တော့ slide မှာယူချင်တာပဲဖြစ်ဖြစ်တမျိုးချင်းစီစမ်းကြည့်ချင်တာပဲဖြစ်ဖြစ်မှာယူချင်တယ်ဆိုရင် comment မှာမှာချင်တယ်လို့သာမှတ်ခဲ့လိုက်ပါနီနီတို့ဘီမီရုံးချုပ်ကနေပြီးတော့ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကိုချပေးလိုက်မယ်လူကြီးမင်းတို့ဘက်ကနေပြီးတော့အိမ်အရောက်ငွေရှည်စနစ်နဲ့ဆက်သွယ်မှာယူလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်